အမျိုးသားတဦး၏ဈေးကြီးသောနာယီသည်ပင်လယ်ထဲသို့မတော်တဆပြုတ်ကျသွားခဲ့သည်သို့တော်သူသည်နာယီကိုရှာဖွေရန်ရေအောက်သို့ဆင်းသွားသောအခါသူစိတ်ကူးပင်မဲ့ရင်ဟူသောအရာတစ်ခုကိုတွေ့ရှိခဲ့သည်သူသည်တဲများကိုစတင်ဖယ်ရှားလိုက်သည်နှင့်တဲအောက်မှအလွန်ဟောင်းနှွမ်းနေသောဓားမြောင်တစ်စင်းထွက်လာသည်ထိုဓားမြောင်သည်အလွန်ဟောင်းနှွမ်းနေသဖြင့်မျက်နှာပြင်တွင်တန်ချေးများတက်နေသောလဲရင်း၏အယောင်မှာတောက်ပြောင်နေစေဖြစ်သည်အမျိုးသားဖြစ်သူကတေချာကြည့်ရှုရာလက်ကင်တွင်အဖိုးတန်စိန်များစွာစီချထားသည်ကိုတွေ့ရသဖြင့်ထိုဓားမြောင်သည်အလွန်ဈေးကြီးပြီးတမိုင်းဝင်ကြောင်းထင်ရှားနေသည်သူသည်ဓားမြောင်နှင့်အတူတင်မောပေါ်သို့ချက်ချင်းပြန်တက်လာပြီးသူ၏အဖော်များကိုခေါ်ခဲ့သည်ထို့နောက်လူတိုင်းပင်လယ်ထဲသို့တဖန်ပြန်ဆင်းသွားကြရာဤပင်လယ်ဧရိယာအတွင်းရတနာများစွာဝတ်ထားနိုင်သည်ဟုသူတို့လုံးဝမထင်ထားခဲ့ကြပေခဏကြာတွင်အမျိုးသားဖြစ်သူသည်တဲထဲမှကြီးမားပြီးလေးလံသောကြောက်တုံးကြီးတစ်ခုကိုထုတ်ယူခဲ့သည်ရင်းကိုမြင်သည်နှင့်သူ၏အတွေ့အကြုံအရဤနေရာတွင်နစ်မြုပ်နေသောတင်မောတစ်စင်းရှိရမည်ဟုသိလိုက်သည်သူသည်အချိန်မဖြုံးဘဲရှာဖွေရေးဆက်ဖြင့်စတင်စမ်းသပ်ရာဆက်၏လက်တံမှာအလုံးမြန်စွာလှုပ်ရှားလာသဖြင့်တဲအောက်တွင်ကြီးမားသောအရာတစ်ခုခုရှိနေကြောင်းသိလိုက်ရသည်သူသည်တဲများကိုဖယ်ရှားရန်လေးမုတ်ဆက်ကိုဖွင့်လိုက်ပြီးဆက်လက်ပတ်နေစဉ်မြေအောက်တွင်နစ်မြုပ်နေသောအရာမှာတဖြည်းဖြည်းထွက်ပေါ်လာသည်ရင်းမှာဒုတိယကမ္ဘာစစ်အတွင်းကဖြစ်နိုင်သည့်အလွန်ဟောင်းနှွမ်းသောအမြောက်ကြီးတစ်ခုဖြစ်နေသည်ကိုသူမြင်လိုက်ရသည်ပင်လယ်ရေကြောင့်အမြောက်မှာအနှဲငယ်ပျက်စီးနေတော်လဲထိုကဲ့သို့ဟောင်းနှွမ်းပြီးတမိုင်းဝင်သည့်အရာကိုဈေးကောင်းဖြင့်ရောင်းချနိုင်သည်ထို့နောက်သူသည်အမြောက်ကိုကျိုးများဖြင့်ချီနှောင်ကအမြောက်ကိုဖြည်းဖြည်းချင်းဆွဲတင်နိုင်ရန်လေးအိမ်များထဲသို့လေဖြည့်တွင်းခဲ့သည်သို့တော်ရေမျက်နှာပြင်နီးသို့ရောက်ရှိချိန်တွင်အရှိန်ပြင်းသောဆက်လေတစ်စင်းသည်သူတို့အပေါ်တက်တဲ့သို့ရောက်ရှိလာရာပြင်မှာအနီးနားတွင်ကင်းလှည့်နေသောရေကြောင်းရဲများဖြစ်နေသည်ဤဧရိယာသည်ရှာဖွေရေးလုပ်ရန်တားမြစ်ထားသောနေရာဖြစ်တော်လဲတင်မောတစ်စင်းရန်နာထားသည်ကိုရဲများကမြင်သွားသည်ထိုအတော်တွင်ဖော်ကအောက်ဆီဂျင်အနှဲငယ်ထုတ်ပြီးအမြောက်ကိုရေအောက်ခြေသို့ပြန်ချထားရန်ဆုံးဖြတ်လိုက်တော်လဲသူ၏အဖော်တဦးကအမှားယွင်းပြုလုပ်မိပြီးအောက်ဆီဂျင်အလုံးကိုတပြိုင်နက်တည်းလွှတ်ထုတ်လိုက်သဖြင့်အမြောက်မှာအောက်သို့အရှိန်ဟုန်ဖြင့်ပြုတ်ကျသွားသည်မြင်းနှင့်အတူသူ၏အဖော်မှလည်းအောက်သို့ဆွဲချခြင်းခံလိုက်ရပြီးလက်တစ်ဖက်မှာအမြောက်အောက်တွင်ညှက်နေခဲ့သည်အောက်ဆီဂျင်မှလည်းကုန်လူနီးပါးဖြစ်နေသဖြင့်လူတိုင်းအသက်ဆုံးရှုံးနိုင်သည့်အရေးပေါ်အခြေအနေတွင်ပေါ်သည်ကြန့်ရှိနေသောအောက်ဆီဂျင်များကိုလေအိတ်ထဲသို့ဖြည့်သွင်းကအမြောက်ကိုအစွမ်းကုန်မြင့်တင်ပြီးသူတို့၏အဖော်ကိုကယ်တင်နိုင်ခဲ့သည်သူတို့တင်မောပေါ်သို့ပြန်ရောက်သောအခါကံကောင်းထောက်မစွာဖြင့်သူတို့၏အဖော်နီလာနောက်ဟာကရဲများထဲမှတဦးမှသူမ၏တငယ်ချင်းဟောင်းဖြစ်နေသည်ကိုမြင်သွားသဖြင့်ရဲများကသူတို့ကိုထိုနေရာမှထွက်ခွာခွင့်ပေးခဲ့သည်နောက်တစ်နေ့တွင်ပေါ်သည်ပစ္စည်းကိရိယာအစုံလင်ဖြင့်ပင်လယ်ထဲသို့တဖန်ပြန်ဆင်းခဲ့ရာပြစ်ကျနေသောလေယာဉ်တစ်စင်းကိုတွေ့လိုက်ရသည်ထိုနေရာတွင်သူတွေ့ခဲ့ရသည့်အရာမှာယုံကြည်ရန်ခက်ခဲလာသည့်ရက်အနှဲငယ်အကြာတွင်သူသည်ယတနာများကိုထုတ်ယူရန်တဖန်ပြန်လာခဲ့ပြီးအမြောက်ကြီးကိုဆွဲတင်ခဲ့တော်လဲစက်ကျူးပြတ်သွားသဖြင့်အမြောက်မှာတင်မောဟောင်းတစ်စင်းပေါ်သို့ပြန်လဲကျဆင်းသွားသည်ပေါ်ဤအမားမှာသူ၏ဘဝတွင်တန်ဖိုးအရှိဆုံးအမားတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပြီးယင်းမှာသူ၏ဘဝတွင်နောက်ဆုံးနှင့်အသေးအတန်ဆုံးဂျင်းငုတ်ချင်းပင်ဖြစ်သည်